အားလုံးပဲ22ရက်9လ2026အိုရူးနဲ့မနေ့အတွက်ပေါ့အဲ့မှာဝမ်ဂျင်းဆိုတော့ဒီသုံးလုံးခွန်8ခွန်ဆိုတော့4နှစ်ခွန်တစ်ဖြတ်8 6 3နှစ်ခွန်ဒီမှာနှစ်ခွန်ဆိုပြီးတော့3လုံးပေါင်း2ခွန်ဒီ3လုံးပေါင်း2ခွန်သူ့အမှုတိုင်းဆိုလို့ရှိရင်တော့မနေ့ဖက်မှာ6ခွန်ဆိုတော့2ခွန်ဖြစ်ရမယ်ဆို6ခွန်နှလုံးပေါင်း3ရှိနေတဲ့အတွက်ကြောင့်2ခွန်ဖြစ်အောင်ဆိုလို့ရှိရင်4ခုအပိတ်နဲ့4ခုအပိတ်နဲ့တွေ့ပါတယ်အဲ့ဒီ4ခုအပိတ်ကိုဘရိတ်အနေနဲ့ကြည့်ကြမယ်ဆိုလို့ရှိရင်ဘရိတ်ကဒီ3လုံးပေါင်း83ဘရိတ်တစ်ခွန်ဆိုပြီးဆင်းတယ်နောက်တစ်ခါဒီ3လုံးပေါင်း38ဘရိတ်53ဆိုပြီးတော့ပြီးပါတယ်အဲသူ့မှုအတိုင်းပဲဆိုလို့ရှိရင်တော့ဒီ3လုံးပေါင်းမနေ့ကမှ2ခွန်ဆိုပြီးတော့ရှိတယ်2ခွန်4ခုနဲ့အလွယ်တကူပါပဲအဲ့ဒါကိုထပ်ပြီးတော့အတည်ပြုကြမယ်ဟေ့ဆိုလို့ရှိရင်နောက်တစ်ချက်ရှိသေးတာကသူက1နှလုံးပေါင်း1ပရိနောက်တစ်ခါ6ဆိုတစ်ချက်လာတယ်နောက်ပြီးတော့မှ1ဆိုတစ်ချက်ပြီးသွားတယ်အဲ့ဒီဟာတမှုနောက်ကနှလုံးဒီနှလုံးပေါင်း2ဒီနှလုံးပေါင်း2ဒီ3နှလုံးပေါင်း2ဆိုပြီးတော့3ချက်ပြီးသွားပါတယ်ဒီမှာတစ်ဖြတ်ဒီမှာတစ်ဖြတ်ပြီးပါတယ်နောက်တစ်ခါဒီနှလုံးပေါင်း8နောက်တစ်ခါဒီနှလုံးပေါင်း8ဒီနှလုံးပေါင်း3ဒီနှလုံးပေါင်း8ဆိုပြီးတော့883ဆိုပြီးတော့ပြီးတယ်116 1 3လုံးတစ်ခါပြီးတယ်နောက်တစ်ခါ886ဒီအပင်နဲ့ဒီအပင်နဲ့လည်းယူတူတယ်လို့ယူဆပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီပွဲမှာတော့နှလုံးပေါင်း6နှလုံးပေါင်း2နောက်တစ်ခါဒီနှလုံးပေါင်း2ဆိုတော့ဒီ11161ဆိုပြီးတပွဲကို88838ဆိုပြီးတော့ခြေခဲ့ရင်ဒီမှာ2 3လုံးထောင်ထားတာ2ဆိုပြီးတော့2 3လုံးထောင်ထားလို့ကြောင့်ဒီမှာလည်းနှစ်ချက်တော့ပေးခဲ့ပြီအဲ့ဒါဆိုတော့မနေ့ဖက်မှာဒီကတော့ဒီ3လုံးပေါင်းနဲ့2 complete ဒီ3လုံးပေါင်းနဲ့2 complete ရှိနေတဲ့အတွက်ကြောင့်ဒါ2 complete ကတော့မနေ့ဖက်မှာကြိုက်ပါတယ်သူ့ကိုထပ်ပြီးအဖြစ်ပေးနိုင်တဲ့မူတမူကပါတယ်ဆိုလို့ရှိရင်2 complete ဆိုတော့ကျွန်တော်တို့လွယ်ကူတွက်ကြမယ်ဆိုလို့ရှိရင်4ခုအချင်းကို2 complete နဲ့2 complete နဲ့ဆိုလို့ရှိရင်84 83 89နော်34 39ဆိုပြီးတော့ရှိပါတယ်အဲ့ဒီကဏ္ဍတွေကိုကြိုက်တယ်အားလုံးပေါင်းတစ်ဖက်မှာအဆင်ပြေနိုင်ကြပါစေပေါ့နော်